Hello မင်္ဂလာပါကိုကလက်ဝဲဝါသနာပါတယ်ဒီလက်ဝဲလောကတဲ့ဝင်နေတယ်လက်ဝဲသမားဖြစ်ချင်တယ်ပြီးတော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာကိုကလက်ဝဲနဲ့တက်ဆိုင်တဲ့ဟာနော်လက်ဝဲအဆက်အသွယ်ဘာမှမရှိဘူးဆိုရင်ကျွန်တော်ရဲ့ဒီ MK1 လက်ဝဲကလပ်ကနေပြီးတော့အဲ့လိုလူတွေအတွက်ကိုကျွန်တော်ဒီဆွဲခေါ်ပေးနေတယ်ပေါ့နော်ကျွန်တော်ဒီမှာလာပြီးတော့နေကျွန်တော်ဒီမှာပဲစားကျွန်တော်ဒီမှာပဲလေ့ကျင့်ကျွန်တော်လက်ဝဲပွဲတွေကျွန်တော်ပေးထိုးမယ်ကျွန်တော်တင်တန်းကြီးကကျွန်တော်ဒီမှာလာနေတယ်ကျွန်တော်ဒီမှာလာစားတယ်ဆိုရင်တော့တစ်လောက်ကျွန်တော်3သိန်းခွဲယူတယ်တကယ်လို့3လစာတွင်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်4လကျွန်တော်ပေးတယ်ပေါ့နော်3လစာဆိုရင်တော့10သိန်းနဲ့9တောင်းကျတယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်က4လပေးတယ်အဲ့ဒါကျွန်တော်ဒီမှာလာပြီးလေ့ကျင့်ကျွန်တော်ကသင်ပေးမယ်ကျွန်တော်သင်ပေးတဲ့ဟာတွေကိုလေ့ကျင့်ပြီးရင်လေ့ကျင့်တာပြေးွက်လာပြီဆိုကျွန်တော်ပြိုင်ပွဲတွေပေးထိုးမယ်တပွဲ2ပွဲ3ပွဲလောက်ထိုးလာပြီဆိုရင်လက်ဝဲလောကအကြောင်းကိုတော်တော်လေးနှံ့ဆက်သိလာမယ်4-5ပွဲလောက်ထိုးပြီးသွားပြီဆိုရင်ပို့ပြီးသိလာမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဒီတခြားနေတွေကနေပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာဒီလက်ဝဲဆိုတဲ့ဟာဘာမှမရှိလို့ကျွန်တော်ဒီမှာလာတက်ပြီးတော့ကျွန်တော်ဒီမှာလာနေပြီးတော့လက်ဝဲအကြောင်းကိုသိသွားတဲ့လူတွေအများကြီးဖြစ်နေပြီပေါ့နော်အခုဆိုရင်ကျွန်တော်ဒီမှာလာနေပြီးတော့6ပွဲ9ပွဲထိထိုးဘူးတဲ့လူတွေဖြစ်သွားပြီပေါ့နော်တချို့ကြတော့လဲ3ပွဲလောက်ပဲထိုးတယ်ပေါ့တချို့ကြတော့လဲ2ပွဲလောက်ပဲထိုးတယ်ပေါ့နော်အဲ့ဒီမှာကိုကဒီလက်ဝဲလောကကိုကိုကဆက်လျှောက်လို့ရတဲ့လူလားဆက်လျှောက်လို့မရတဲ့လူလားဆိုတော့ကိုသိသွားလိမ့်မယ်ပေါ့နော်ဒါကြောင့်ကိုကဝန္ဒနာပါတယ်ဆိုရင်စမ်းကြည့်လိုက်ပေါ့နော်စမ်းကြည့်လိုက်ပြီးတော့ကိုကဒီလမ်းကိုဆက်လျှောက်လို့ရတဲ့လူဆိုရင်ဆက်လျှောက်သွားပေါ့နော်ဆက်လျှောက်လို့မရတဲ့လူဆိုရင်လည်းကိုကနောက်ပြန်လှည့်လို့ရတာပေါ့နော်အဲ့ဒါကြောင့်ဒီလက်ဝဲဆိုတဲ့ဟာကိုစမ်းကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ကလပ်ကိုလာခဲ့လို့ရတယ်ဘိုင်ယိုမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ရေးပေးထားတယ်အဲ့ဒါကဖုန်းဆက်ပြီးတော့ဆက်သွယ်လို့ရတယ် chat box ကနေလည်းမေးမြန်းလို့ရပါတယ်ကျေးဇူးပါ